USC နဲ့စာရုပ်ကြံရှိနေတဲ့နောက်ဆုံးပွဲကို Halloween နဲ့ပဲကစားသွားမယ်ဆိုတဲ့ McGregor တက်ခါရောက်စားစီတွေကိုတင်ဆက်ပေးနေတဲ့ Key Side Channel ကနေပြန်လည်ကြိုလိုက်ပါရင် Conor McGregor ကမကြာသေးခင်ကရှင်ပြိုင်ခဲ့တဲ့ UFC 329ပွဲအဆင့်ကိုနောက်ထပ်တစ်နှစ်ကြာမှပြန်လည်ဆင်ခေါ်ရှင်ပြိုင်နေပါရင်တင်လာနေကလူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ post ကမှအသက်38နှစ်အရွယ် McGregor ကသူ့ရဲ့ UFC စာချုပ်ပါနောက်ဆုံးပွဲအဆင့်ကိုလာမယ့်နေ့အသည့် Las Vegas မြို့မှာကျင်းပမယ့် International Flyweight ပွဲအဆင့်အတွင်းထည့်သွင်းပေးဖို့တောင်းဆိုခဲ့ပါတယ်McGregor က Matt Holloway နဲ့ပြန်မဲ့အဖြစ်ပြန်လည်ထိုးသက်ချနေတာကိုလည်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။တမိုင်းဝင်ထိုးချေကြမဲ့ပွဲဖြစ်လာရမယ့်အရာကိုအခုတော့အစားကနေပြန်စားတော့မယ်။ IFW 2020 The Last Stand လို့ McGregor က Instagram မှာရေးသားခဲ့တာဖြစ်ပါတယ်။ဒီစာနဲ့အတူဇူလိုင်လ17ရက်နေ့က USA 329ပွဲစဉ်အပြင် Holloway နဲ့မထိုးသက်ခင်မိနစ်ပိုင်းအလို T-Mobile Arena အနောက်ဘက်မှာသွေးပူလေးချင်းကလုပ်နေတဲ့ဗီဒီယိုကိုပါပူးတွဲဖော်ပြခဲ့ပါတယ်။ McGregor ဟာပွဲစားတင်ချိန်ပထမဆက်ကမိုင်းမာတင်ခြေကန်ချက်အသုံးပြုရမှာဒုတိယရရှိသွားခဲ့ပြီးပထမချီမာတင်တိုင်ပွဲရက်နဲ့အရေးနေခဲ့ရတာဖြစ်ပါတယ်။ Ireland သားဟာဒုအယိုးဆက်တဲ့အယုတ်အစုပ်ပြဲတန်ရာအတွက်ခွဲစိတ်ကုသမှုခံရပွဲရှိနေပါတယ်။ McGregor ရဲ့ Last Stand ဆိုတဲ့ရေးသားချက် UFC နဲ့ချုပ်ဆိုထားတဲ့တည်တံ့စာချုပ်ပါနောက်ဆုံးပွဲအဆင့်ကိုညွှန်းဆိုထားတာဖြစ်ပါတယ်။ဝေဒန်တစ်ခုချန်ပီယံဟောင်း McGregor အနေနဲ့လက်ရှိစာချုပ်ကုန်ဆုံးသွားပြီးတဲ့နောက်တခြားကမ်းလှမ်းမှုတွေကိုလက်လက်စွာပင်လက်ခံနိုင်တယ်လို့ UFC နဲ့စာချုပ်အသစ်ပြန်လည်ချုပ်ဆိုမဲ့လားလာကိုလည်းညှင်းပယ်ထားတာမျိုးတော့မရှိသေးပါဘူး။ McGregor နဲ့ Holloway တို့ဟာတူးကိုတပွဲစီအနိုင်ရရှိထားကြတာဖြစ်ပါတယ်။2013ခုနှစ်တုန်းက Featherweight တန်းမှာတသစ်စဖိုက်တာတွေအပြင်တွေးဆုံတော့က McGregor ကဒိုင်းဆုံးဖြတ်နဲ့အနိုင်ရရှိခဲ့တာပါ။ဒီလာတွေထိုးသက်ခဲ့တဲ့ပွဲစဉ်ကိုတော့ပေါင်190 Featherweight တန်းမှာရှင်မြန်ခဲ့ကြတာပါ။ Holloway ကလည်း McGregor ပြန်လာမယ့်အချိန်ထိစောင်းတိုင်းပြီး3ပွဲမြောက်အဆုံးဖြတ်ပွဲကိုထိုးသက်သွားခြင်းကြောင့်ပြောကြားထားခဲ့တာပါ။ဗီဒီယိုလေးကတော့ပါပဲ One Championship UFC နဲ့လက်ဝှေ့ MMA အကြောင်းအစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်လို့ Key Side Channel လေးကို Like and Follow နဲ့ Subscribe လေးလုပ်ပေးထားကြဖို့အတွက်မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ။